က
ယမရပြခံရွှေချမ်းလွယ်ရပါပြီလေဒါကြောင့်လည်းသစ္စာဆူထားငကူစကားတွေကိုချစ်နေကြမင်းစမိတ်ခွေကိတာကြောင့်မှာစပယ်လှလှတနေ့တဝိညပြန်ပြစီ